2026 ခုနှစ်ဇွန်လ10ရက်နေ့တနင်္လာသားသမီးများအတွက်တနေ့တာဟောစရန်ဖြစ်ပါတယ်တနင်္လာသားသမီးများအတွက်ဒီနေ့မှာအရေးကြီးတဲ့စာရွက်စာတမ်းကိစ္စတွေစပစ္စည်းကိစ္စတွေစက်တူရှယ်ယာကိစ္စတွေမှာစိတ်အနှောက်အယှက်ဖြစ်စရာများနဲ့ကြုံရတဲ့အိမ်နွေးမှာလည်းစိတ်တိုင်းမကြတာတွေစိတ်အလိုမကြတာတွေများနေတဲ့ဝေရေးကြီးကံဒီကောင်းနေနော်ဝေကြီးကံဒီအစဉ်ပြေမယ်ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးသွားရင်သူတို့ရှိကနေပြီးအကူအညီကောင်းတွေထောက်ပံ့ကောင်းတွေရရှိတဲ့ကျမ်းမာရေးအနေနဲ့လည်းတတိထားနော်သွားနဲ့ပတ်သက်တဲ့သွေးနဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အခြေအေးမှလည်းချစ်သူစီကနေပြီးတော့မမျော်လင့်ပဲနဲ့လက်ဆောင်ရတဲ့တနင်္လာသားသမီးများအတွက်ဒီနေ့မှာအိမ်တော်ရေးမှာမဖြစ်စလောက်ပြဿနာတည်တည်လေးရဆောက်နားလည်မှုတွေလွှဲနေတာအဆင်မပြေတာမျိုးတွေဖြစ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့1နဲ့3ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာချက်သွေးအောင်ပဲဖြစ်ပါတယ်ရရိယာအနေနဲ့မိမိအိမ်ရှိဖျားမှာသင်္ဘောတီကလူပေးရမှာဖြစ်ပါတယ်ရှင်